မတွေးသင့်သောအတွေးများဘုရားဘာသာဝင်သူတော်စင်တွေအနေနဲ့တွေးတောစရာတွေရှိကြတဲ့အတိုင်းတွေးတောမှုတွေပြုကြမိမှာပဲအဲ့တော့မြတ်စွာဘုရားရဲ့အဆုံးအမတော်ရတွေးသင့်တဲ့အတွေးများနဲ့မတွေးသင့်တဲ့အတွေးဆိုတာရှိသေးတယ်မြတ်စွာဘုရားဟာဆုံးမဩဝါဒပေးတဲ့အခါမှာအရာရာမှာခွဲခြားစိတ်ဖြာပြီးတော့မှလုံးသင့်တာနဲ့မလုံးသင့်တာပြောသင့်တာနဲ့မပြောသင့်တာကြံစီသင့်တာနဲ့မကြံစီသင့်တာလို့ဆိုပြီးခွဲခွဲခြားခြားပိုင်းပိုင်းခြားခြားဟောကြားတော်မူလေးရှိပါဒါကအလွန်တဘာဝကျဘယ်အရာပဲဖြစ်ဖြစ်လောကမှာလုံးသင့်တာရှိတယ်လို့မလုံးသင့်တာလည်းရှိတာပဲပြောသင့်တဲ့စကားရှိတယ်လို့မပြောသင့်တဲ့စကားလည်းရှိတာပဲတွေးတဲ့အတွေးရှိတယ်လို့မတွေးတဲ့အတွေးတွေလည်းရှိတာပဲအဲ့ဒီမတွေးတဲ့အတွေးတွေကိုမြတ်စွာဘုရားသခင်ကိုရောမြတ်ကဘာကြောင့်မတွေးသင့်တာဆိုတာအကြောင်းဖော်ပြပြီးတော့ဆုံးမဩဝါဒပေးအဲ့တော့ဘုရားဘာသာဝင်သူတော်စင်တွေအနေနဲ့မြတ်စွာဘုရားရဲ့ဆုံးမကိုခံယူထားကြသည့်ပုဂ္ဂိုလ်တွေဖြစ်သည့်အားလျော်စွာဘုရားရဲ့ဆုံးမကိုရှေးဥစွာနာယူမှတ်သားကြရနာယူမှတ်သားပြီးထိုဆုံးမတိုင်လိုက်တာကျင့်သုံးကြရသို့မှသာလဲဆင်းရဲဒုက္ခမျိုးမျိုးကလွတ်မြောက်ပြီးထာဝရအငြိမ့်တဲ့ဖြစ်တဲ့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်မှာဖြစ်တယ်။ဘယ်ရာမှလောကမှာအကြောင်းမဲ့ဖြစ်လာတယ်ဆိုတာမရှိဘူး။မှန်ကန်တဲ့လမ်းကြောင်းပေါ်လျှောက်မှမှန်ကန်တဲ့စခန်းကိုရောက်မှာဖြစ်တယ်ဟော။လမ်းမမှန်လို့ရှိရင်ကိုရောက်တဲ့စခန်းဟာလည်းပဲကောင်းတဲ့စခန်းမဖြစ်နိုင်ဘူး။ဒါကြောင့်မို့ရသော်ဘုရားရဲ့အဆုံးအမတွေနာယူမှတ်သားကြရတယ်။ကွဲကွဲပြားပြားသိရှိအောင်နားလည်အောင်ကြိုးစားကြအောင်ဘုရားတရားတော်နဲ့ပတ်သက်လာလို့ရှိရင်ရှေးဥစွာနာယူမှတ်သားခြင်းဆိုတာအစပဲဖြစ်တယ်ပေါ့။နာယူမှတ်သားရုံနဲ့ပြီးသလားလို့ဆိုမပြီးသေးဘူး။စိတ်ထဲနှလုံးထဲမှာဆွဲဆွဲမြဲမြဲဖြစ်အောင်ဆောင်ထားဖို့လိုတယ်။ဆောင်ထားရုံနဲ့ပြီးပြီလားဆိုမပြီးသေးဘူး။မြတ်စွာဘုရားအဆုံးအမတော်လေမိမိတို့ရဲ့နှုတ်ကနေပြီးတော့ထုတ်ဖော်ပြီးတော့ပြောဆိုနိုင်ဖို့လိုတယ်။ဒါနဲ့ရင်ပြီးပြီလားလို့ဆိုမပြီးသေးဘူး။စိတ်ထဲကလည်းကြံစီတွေးတောပြီးလက်တိတ်ပဲနားလည်အောင်စဉ်းစားဖို့လိုအပ်တယ်။စဉ်းစားပြီးတဲ့အခါမှာဘုရားဆုံးမတိုင်းလိုက်နာကျင့်ကြံကြိုးကုပ်အထုတ်ခြင်းဖြင့်ဘဝ၏အဓိပ္ပာယ်ဆုံးဆုံးမမှုရဲ့အဓိပ္ပာယ်တွေကိုရှင်းရှင်းလင်းလင်းကြီးသိသွားပြီဆိုတဲ့အခါကျမှမြတ်စွာဘုရားရဲ့အဆုံးအမဆောင်ရွက်မှုပါမြတ်စွာဘုရားအဆုံးအမနဲ့ပတ်သက်ပြီးလိုက်နာဆောင်ရွက်မှုပါကောင်းကျိုးချမ်းသာတွေပေးပြီးလမ်းဆုံးနိုင်တယ်လို့ဒီလိုဆိုအရေးကြီးဆုံးကတော့မြတ်စွာဘုရားအဆုံးအမတိုင်းလိုက်နာကျင့်သုံးမှုဟာအရေးကြီးဆုံးပဲလို့ဒီလိုမှလိုက်နာကျင့်သုံးမှုမပြုလို့ရှိရင်အဆုံးအမဩဝါဒတစ်ခုဟာဘုသူရဲ့အဆုံးအမဩဝါဒပဲဖြစ်ဖြစ်မှန်ကန်တဲ့အဆုံးအမဩဝါဒတစ်ခုဟာမလိုက်မကျင့်သုံးမှုအသုံးမချဘူးဆိုရင်အကျိုးတစ်ခုဖြစ်ပေါ်စေမှာမဟုတ်ဘူး။ဘာနဲ့တူတယ်လဲလို့ဆိုလို့ရှိရင်အစာအာဟာရတစ်ခုကမစားဘဲနဲ့ကြည်နေုံနဲ့ဘယ်တော့မှဝတ်လာမှာမဟုတ်ဘူး။အစာအာဟာရရဲ့အကျိုးကျေးဇူးကိုလည်းခံရမှာမဟုတ်ဘူး။ယောဂရှိလို့ဆေးတောက်မယ်ဆိုမတောက်ဘဲထားရင်ထိုဆေးရဲ့အကျိုးကျေးဇူးကိုရမှာမဟုတ်ဘူး။ယောဂပျောက်ခြင်းဆိုတာလည်းဖြစ်လာမှာမဟုတ်ဘူး။ဒါကြောင့်မို့လက်တွေ့ကျင့်သုံးမှုဟာဆေးတောက်တာနဲ့လည်းလားသရံတူတယ်အစာအာဟာရစားတာနဲ့လည်းလားသရံဘယ်ရာပဲဖြစ်ဖြစ်မလုပ်ရင်ဖြစ်လာမှာမဟုတ်ဘူးဆိုတာတော့သိကြတယ်ပေါ့ဒါကြောင့်မို့မြတ်စွာဘုရားရဲ့အဆုံးအမတလေးတစားအမှတ်တရထားပြီးတော့လိုက်နာကျင့်သုံးကြရတယ်အဲ့ဒီလိုက်နာကျင့်သုံးမှုကိုပဲဓမ္မာနုဓမ္မပฏิပတ္တိလို့ဒီလိုခေါ်တာဓမ္မဆိုတာတဏှာဝကကဲတင်နိုင်တဲ့ကိလေသာတွေကျွမ်းကျင်မရှိအောင်ဖြည့်ဆည်းပေးနိုင်တဲ့အစဉ်စဉ်ပယ်ဖြတ်သွားတဲ့မေတ္တရားဖို့တရားထိုမေဖို့တို့ရဲ့အာယုံပြုရာနောက်ဆုံးအငြိမ့်တက်လို့ဆိုတဲ့နိဗ္ဗာန်တရားအဲ့ဒီတဘာဝတရားတွေကိုဓမ္မလို့ခေါ်တယ်
အဲ့ဒီဓမ္မလို့ဆိုတဲ့သဘာဝတရားတွေကိုရောက်ရှိနိုင်တဲ့သိမြင်နိုင်တဲ့အကျင့်တရားကိုတော့အနုဓမ္မတဲ့သင်လျော်တဲ့အကျင့်သင်လျော်တဲ့တရားအဲ့ဒီသင်လျော်တဲ့တရားဆိုတာဘာလဲလို့ဆိုသီလသမာဓိပညာလို့အဲ့ဒီသီလသမာဓိပညာဆိုတဲ့ကျင့်စဉ်တွေမှာဘာတွေပါလဲဒေချာစဉ်းစားကြည့်တဲ့ပညာကျင့်စဉ်တွေမှာမဂ္ဂင်၈ပါးအကျင့်တရားဆိုတာပါလားအဲ့မဂ္ဂင်၈ပါးအကျင့်တရားတွေမှာသမ္မာသင်္ကပ္ပမှန်ကန်စွာတွေးတောခြင်းမှန်ကန်စွာစဉ်းစားခြင်းဆိုတာအဲ့တော့စဉ်းစားမှုမပါလို့ရှိရင်သမ္မာဒိဋ္ဌိအမှန်မြင်မှုဆိုတာမဖြစ်နိုင်ဘူးဒါကြောင့်မို့မှန်မှန်ကန်ကန်စဉ်းစားနိုင်မှမှန်မှန်ကန်ကန်မြင်နိုင်တယ်လို့မှန်မှန်ကန်ကန်မမြင်သေးသမျှကာလပတ်လုံးဆင်းရဲတွေကလွတ်ကင်းနိုင်တယ်ဆိုတာမရှိနိုင်ဘူးတဲ့သမျှလူတွေရဲ့တွေ့တာမှုတွေရှိနေဥမှာပဲတွေ့တာမှုတွေကိုမစွန့်လွတ်နိုင်ကြသေးဘူးတွေ့တာမှုတွေမစွန့်လွတ်နိုင်သေးသမျှကာလပတ်လုံးမုန်းတိမှုတွေဆိုတာဖြစ်နေဥမှာပဲတွေ့တာမှုကိုစွန့်လွတ်နိုင်မှမုန်းတိမှုဆိုတာလည်းကင်းမယ်တွေ့တာမှုကိုအကြောင်းပြုပြီးဖြစ်ပေါ်လာနိုင်တဲ့စိတ်သောကဆိုတာလည်းဖယ်ရှားနိုင်မှာပဲစိတ်သောကကိုမဖယ်ရှားဘဲနဲ့စိတ်နှလုံးအေးချမ်းမှုဆိုတာဘယ်လိုမှမရနိုင်ဘူးအလုံးပိဋကဆင်ញင်စဉ်းစားပြီးတော့ကြည့်လူတိုင်းဟာဆိုရင်သောကဆိုတာတနည်းမဟုတ်တနည်းရှိပြီးတော့နေကြပူကြရတယ်သာသမီရှိတဲ့ပုဂ္ဂိုလ်ကသာသမီအတွက်ပူရတယ်ပစ္စည်းရှိတဲ့ပုဂ္ဂိုလ်ကပစ္စည်းအတွက်ပူရမပူရဘူးဆိုတာအပြောမျှတာဖြစ်တယ်နောက်ဆုံးမှာဘယ်သူအတွက်မှပူစရာမရှိရင်ကိုယ့်အတွက်ပူရကျမကြီးအတွက်ပူရတယ်ပူစရာမရှိတာလို့မရှိအဲ့ဒီပူစရာတွေကဘယ်ကနေမြစ်ဖြားခံပြီးလာနေတယ်လဲလို့ဆိုရင်တွေ့တာမှုတွေမြစ်ဖြားခံလာတယ်ဒါကြောင့်တွေ့တာမှုကိုမဖယ်ရှားနိုင်ဘူးဆိုလို့ရှိရင်ဆိုရင်တောကဆိုတာတွေလေဘယ်တော့မှဖယ်ရှားနိုင်မှာဆိုရင်တောကမဖယ်ရှားဘဲနဲ့စိတ်နှလုံးအေးချမ်းစွာငြိမ်ငြိမ်ချမ်းချမ်းနေနိုင်တယ်ဆိုတာဘယ်သူမှမရှိဘူးလူတွေကဆိုရင်မှုမရှိဘဲနဲ့စိတ်နှလုံးအေးချမ်းစွာနေဖို့ကြိုးစားကြတယ်သို့တော့တွေ့တာမှုကိုမစွန့်လွတ်နိုင်သေးတဲ့တောကဆိုတာလာနေဥမှာပဲလာနေသေးတဲ့စိတ်နှလုံးအေးချမ်းမှုဆိုတာအစစ်အမှန်ရရှိနိုင်မှာမဟုတ်ဘူးလို့ဒီလိုဆိုတာပါဒါကြောင့်မို့မြတ်စွာဘုရားရဲ့အဆုံးအမတော်ရဘုရားရဲ့တပိတာဝကဥပဒကဥပတိကဘိက္ခုဘိက္ခုနီလို့ဆိုတဲ့မြတ်စွာဘုရားရဲ့တာဝကတွေဘုရားဆုံးမတော်ရမတွေးသင့်တဲ့အတွေးတွေကိုရှောင်ကျင်ဖို့လိုအပ်တယ်တွေးသင့်တဲ့အတွေးကိုသာတွေးပြီးမတွေးသင့်တဲ့အတွေးကိုရှောင်နိုင်မှမိမိတို့လိုအပ်တဲ့ချမ်းသာဒုက္ခတွေကိုရနိုင်မှာဖြစ်တယ်မတွေးသင့်တာတွေတွေးနေတယ်ဗျဘယ်တော့မှချမ်းသာဒုက္ခဆိုတာရမှာမဟုတ်ဘူးချမ်းသာဒုက္ခဆိုတာအလိုလျောက်ဖြစ်ပေါ်လာနိုင်တဲ့အရာမဟုတ်ဘူးလောကမှာဘယ်အရာပဲဖြစ်ဖြစ်မှန်ကန်တဲ့အကြောင်းတရားကင်းပြီးတော့ဘယ်အရာမှဖြစ်ပေါ်လာခြင်းမရှိဘူးဒါကြောင့်မို့မတွေးသင့်တဲ့အတွေးနဲ့တွေးသင့်တဲ့အတွေးဆိုတာမိမိတို့ရဲ့နေ့စဉ်ဘဝကွယ်ကွယ်ပြားပြားနားလည်ပြီးတော့တို့တွေမတွေးသင့်တဲ့အတွေးတွေမတွေးမိအောင်တွေးသင့်တဲ့အတွေးတွေကိုသာတွေးမိလေအောင်ဆိုတာနေ့စဉ်လိုက်နာကျင့်သုံးဖို့ကြိုးစားကြရမှာဖြစ်တယ်ပေါ့။ဘာဖြစ်လို့မြတ်စွာဘုရားကမတွေးတဲ့အတွေးကိုမတွေးဖို့ဆုံးမဩဝါဒပေးရတယ်လေလို့ဘာဒီဆိုးကျိုးတွေဖြစ်နိုင်တယ်။ဘယ်အရာပဲဖြစ်ဖြစ်စဉ်းစားကြည့်လေလူတယောက်စီးကြိုယောဂရှိတယ်ဆိုတာစီးကြိုယောဂနဲ့မတည့်တဲ့အစာမစားတဲ့အစာပဲမစားတဲ့နာကိုစားရင်ဘာဖြစ်စီးကြိုသွေးကြိုတက်လာမှာတက်လာရင်ဘာဖြစ်လဲနောက်ဆုံးမှာကြောက်ကတ်တွေပျက်စီးမယ်မျက်စိအမြင်တွေပျက်စီးလာမယ်ဖြစ်ပေါ်လာတဲ့ခန္ဓာကိုယ်မှာထိခိုက်သွားတဲ့အနာတွေမကျက်တော့ဘူးဆိုတာတွေဖြစ်လာ
စီးကြိုရဲ့ဆိုးချိုးတွေရလာမှာပဲပေါ့ဒါဘာဖြစ်လို့ရမစားတဲ့အစာစားလို့ဖြစ်တာတခြားယောဂတွေလည်းထို့တူပဲမသွားတဲ့နေရာသွားလို့ရှိရင်လေဘယ်လိုလားအပ်တဲ့ဆိုးကျိုးတွေဖြစ်လာမှာပဲမပြောတဲ့စကားပြောမိလို့ရှိရင်လေဘယ်လိုလားအပ်တဲ့ဆိုးကျိုးတွေဖြစ်လာနိုင်တာအဲ့ဒါလိုပဲမတွေးတဲ့နာတွေကိုတွေးနေပြီးလက်ခံပြီးတွေးတောနေမယ်ဆိုလို့ရှိရင်ကတော့ဆိုးကျိုးတွေလာလိမ့်မယ်တဲ့အနည်းဆုံးဆိုးကျိုးတွေမြတ်စွာဘုရားကဆိုးကျိုးတွေဒီနေရာမှာဖော်ပြတယ်မတွေးတဲ့အတွေးကိုတွေးပြီးဆိုလို့ရှိရင်ဘာဖြစ်မလဲဒီနေရာမှာမတွေးတဲ့အတွေးဆိုတာလဲမှတ်သားဖို့လိုအပ်တယ်ပေါ့မတွေးတဲ့အတွေးတွေးလို့ဆိုးကျိုးတွေရတယ်ဆိုတာလဲမှတ်သားကြရမှာဖြစ်တယ်ပေါ့အဲ့တော့မတွေးတဲ့အတွေးဆိုတာဘာတော့ဆိုရင်လောဘနဲ့မတွေးရဘူးလောဘအခြေခံတဲ့အတွေးချံမျိုးမတွေးရဘူးလောဘအခြေခံပြီးတွေးတဲ့အတွေးမျိုးကိုတွေးတာကာမဝိတက္ကလို့ခေါ်တယ်တွေ့တာစရာနှစ်သက်စရာလိုချင်စရာအာယုန်ဒီပေါ်မှာတွေ့တာမှုလိုချင်မှုနှစ်သက်မှုဆိုတာတွေနဲ့ဒီအတွေးတွေနဲ့တွေးလိုက်မယ်ဆိုလို့ဒီအတွေးဟာမတွေးတဲ့အတွေးပေါ့နောက်တစ်ခုဒေါသနဲ့တွေးတဲ့အတွေးမျိုးလဲမတွေးတဲ့အတွေးပဲစိတ်ဆိုးပြီးတော့တွေးနေတဲ့အတွေးဟာဘယ်တော့မှအကောင်းမဖြစ်ဘူးတဲ့နောက်တစ်ခုကြီးမားတဲ့ဒေါသကြောင့်ဖြစ်ပေါ်လာနိုင်တဲ့တစ်ဖက်သားကိုညှင်းဆဲလို့တဲ့တပ်ဖြတ်လို့တဲ့အတွေးမျိုးလည်းမတွေးရဘူးတဲ့အဲ့ဒါမတွေးတဲ့အတွေး၃မျိုးလောဘနဲ့လောဘကိုအခြေခံပြီးတော့တွေးတဲ့အတွေးမျိုးတွေကြည့်လေလောဘနဲ့တွေးတယ်ဆိုတာလိုချင်မှုကိုအခြေခံပြီးတွေးလိုက်လို့ရှိရင်အကယ်၍သာကိုယ်မှာထိမ့်ချုပ်မှုမရှိဘူးဆိုရင်ဘာဖြစ်လဲလောဘကြီးလို့ရှိရင်သခိုးတော်၎င်းဓမြတော်၎င်းဖြစ်မှာသူများပစ္စည်းကိုလိုချင်တဲ့ပုဂ္ဂိုလ်မျိုးဖြစ်လာမှာပဲထိမ့်ချုပ်မှုရှိနေလို့သာသခိုးဓမြမဖြစ်တာဟုတ်လိုချင်တဲ့စိတ်နဲ့လောဘကိုအခြေခံပြီးထိမ့်သိမ့်မှုမပြုဘဲနဲ့နေမယ်ဆိုလို့ရှိရင်ဒီအတွေးဒီလမ်းဆုံးကတော့သခိုးဓမြဒုစရိုက်မှုရာဇဝမှုကိုကျွလွန်စေနိုင်တဲ့အတွေးတစ်ခုပဲလို့တို့ပဲဆိုတာဒါဖြင့်ဒေါသနဲ့တွေးတဲ့အတွေးကပါတော့ဒေါသတွေဖြစ်ပေါ်လာတဲ့အခါဒေါသဖြစ်ပြီးရင်ဒေါသနဲ့တွေးတဲ့ပုဂ္ဂိုလ်တရားပါဒေါသအရှိန်မပြေသေးလို့ပြောသမျှစကားတွေကလည်းမဖွဲမရာတွေဖြစ်လာလုံးသမျှတွေကလည်းမဖွဲမရာတွေဖြစ်လာနောက်ဆုံးဒေါသနဲ့တွေးတဲ့အတွေးကြောင့်ဒီကနေ့ခေတ်မှာလူသတ်မှုတွေဆိုတာဖြစ်လာတယ်သူတွေတတ်တယ်တရားတွေတတ်တယ်ညီကိုချင်းချင်းခိုင်ရန်ဖြစ်ပွားတယ်သားနဲ့ဖေးနဲ့ဖြစ်တယ်မိသားစုမှာဖြစ်တယ်ဒေါသဆိုတဲ့အတွေးနဲ့မခံကျင်စိတ်နဲ့တွေးတဲ့အတွေးဟာနောက်ဆုံးဘယ်ထိအောင်ပို့လို့ဒေါသဖြစ်လာတဲ့ပုဂ္ဂိုလ်တရားနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဟောထားတဲ့ဒေသနာတော်တွေမှာကြည့်ဒေါသဖြစ်တဲ့ပုဂ္ဂိုလ်ဟာတဲ့ဒေါသနဲ့တွေးမိပြီဆိုရင်ကိုယ်ကိုတတ်မိတယ်ကိုမိဘကိုတတ်မိတယ်ယဟန္တာကိုတတ်မိတယ်သူတော်ကောင်းတွေကိုပြစ်မှားတယ်ဟောဒီကိစ္စတွေလိုက်ကြည့်မယ်ဆိုလို့ရှိရင်ဒေါသနဲ့အတွေးကိုမတွေးတဲ့အတွေးကိုတွေးလို့ဒီအဆင့်ထိရောက်သွားတာလို့သူပြောတယ်ဟောနောက်တစ်ခုကပါတော့ဆိုလို့ရှိရင်ညှင်းဆဲလို့မှုနဲ့တွေးတဲ့အတွေးတရားတွေပျက်စီးစေလိုတဲ့စိတ်နဲ့တစ်ဖက်သားဆုံးရှုံးနစ်နာသွားမှုဆိုတဲ့အတွေးတွေကရုဏာကင်းမဲ့တဲ့ညှင်းဆဲလို့တဲ့အတွေးမျိုးဟာလည်းပဲမကောင်းတဲ့ဘက်ကိုသယ်ဆောင်သွားနိုင်တယ်ဒါကြောင့်မို့ကာမဝိတက္ကကာမဂုဏ်အာယုန်တွေနဲ့ပတ်သက်ပြီးတော့လောဘနဲ့တွေးတဲ့အတွေးဗျာပါဒဝိတက္ကမုန်းတိမှုကိုခြေခံပြီးတော့ဒေါသနဲ့တွေးတဲ့အတွေးဝိဟိတဝိတက္ကဖက်သားကိုညှင်းဆဲတပ်ဖြတ်လို့တဲ့အတွေးနဲ့တွေးတဲ့အတွေးတဲ့အဲ့ဒီအတွေး၃မျိုးကိုဘ
ဘုရားဘာသာဝင်သူတော်စင်တွေရှောင်မှုမြတ်စွာဘုရားတပည့်သားဝကတွေရှောင်ပါတဲ့ဒီအတွေ့မျိုးတွေမတွေးမိအောင်ထိန်းသိမ်းကြပါလို့ဒီလိုဆိုတာအဲ့တော့ဆိုးကျိုးတွေဖြစ်ပေါ်လာနိုင်လို့မတွေးခိုင်းတာမြတ်စွာဘုရားကတော့ဒီဆိုးကျိုးဆိုတာလေးတွေကိုဘယ်လိုဖော်ပြတော့လို့ဆိုတော့ဒါတွေဟာသိဉာဏ်ကင်းမဲ့မှုကြောင့်ဖြစ်ပေါ်လာတဲ့အတွေးတွေဖြစ်သည့်အတွက်ကြောင့်ဒီအတွေးတွေကိုအကုသလဝိတက္ကအသိဉာဏ်ကင်းမဲ့မှုကြောင့်ဖြစ်ပေါ်လာတဲ့အတွေးအကုသိုလ်အတွေးပေါ့ဒီနေ့အဲ့ဒီအတွေးတွေကြောင့်ဘာတွေဖြစ်တုံးဒီအတွေးတွေကလူ့ကိုဘာတွေဖြစ်စေနိုင်တော့ဆိုရင်အန္တကရဏအန္တဆိုတာကံတော်အောင်ကရဏလုံးနိုင်စွမ်းရှိတယ်ဒီအတွေးသုံးမျိုးတည်းကတခုတွေးလို့ရှိရင်လူဟာအကြောင်းအကျိုးကိုမြင်နိုင်စွမ်းမရှိလို့အသိဉာဏ်အနေနဲ့ကံတော်နိုင်တယ်မျက်စိကန်းသွားရင်မမြင်ရတယ်လို့အသိဉာဏ်ကွယ်ပြောက်သွားတဲ့ပုဂ္ဂိုလ်တရားဟာလေမျက်ကန်းလို့ပဲအကောင်းဆုံးအကြောင်းအကျိုးကိုမမြင်တော့ဘူးဆိုလိုတာကဒီတွေးလိုက်လို့ရှိရင်လူဟာအကန့်တစ်ဖွဲ့ဖြစ်သွားတယ်လို့ဒီလိုဆိုလိုတာအန္တခရဏောပညာမျက်လုံးကန်းတော်လောက်တတ်တယ်အဲ့ဒါကိုထပ်ရှင်းပြီးတော့မြတ်စွာဘုရားအစက္ခုကရဏောမျက်စိအမြင်ကိုမဖြစ်ပေါ်စေဘူးတဲ့အကြောင်းအကျိုးအကောင်းဆုံးကိုမြင်နိုင်စွမ်းမရှိတော့ဘူးအညာဏကရဏောအသိဉာဏ်ပျောက်ကွယ်သွားခြင်းကိုလောက်နိုင်တယ်ဒီအတွေးတွေကိုယ်စိတ်မှာလွှမ်းမိုးသွားပြီဆိုလို့ရှိရင်တော့အသိဉာဏ်လေးစဉ်းစားဉာဏ်လေးဟာကွယ်ပြောက်သွားနိုင်တယ်အသိဉာဏ်လေးကင်းမဲ့သွားစေနိုင်တယ်ရှိတဲ့အသိဉာဏ်လေးတောင်ပညာနိရောဓိကောစဉ်းစားဉာဏ်လေးလုံးဝချုပ်ပြတ်သွားနိုင်တယ်ဒီလိုဟောတာမြတ်စွာဘုရားဟောနောက်တစ်ခုကအနိဗ္ဗာန်သံဝတ္တနိကောဒီတွေးနေလို့ရှင်ကိလေသာဆိုတဲ့အပူတွေဘယ်တော့မှမငြိမ်းဘူးတဲ့ကိလေသာအပူမီးတွေကိုမငြိမ်းစေနိုင်တဲ့အတွေးဆိုလိုတာကဟောဒီအတွေးတွေတွေးလာလို့ရှင်ဖြစ်ပေါ်လာနိုင်တဲ့ဆိုးချိုးတွေကိုမြတ်စွာဘုရားခြုံငုံသုံးသပ်ပြီးတော့ပြတယ်ဒီတွေးနေလို့ရှင်မင်းအကြောင်းကျိုးကိုမမြင်မှုမျက်စိကန်းသွားတဲ့လူလိုအကြောင်းကျိုးမမြင်တော့ဘူးအစက္ခုကရဏောဘယ်တော့မှအမြင်မျက်စိမရှိဘူးအညာဏကရဏောအသိတွေကွယ်ပေါက်သွားနိုင်တယ်ပညာနိရောဓိကောအသိပညာတွေချုပ်ဆုံးပျောက်ကွယ်သွားနိုင်တယ်အနိဗ္ဗာန်သံဝတ္တနိကောစိတ်နှလုံးအေးချမ်းမှုကိုလည်းဘယ်တော့မှဖြစ်မှာမဟုတ်ဘူးဟောစိတ်နှလုံးအေးချမ်းနေခြင်းတဲ့ပုဂ္ဂိုလ်တွေဒီတွေးမျိုးတွေကိုရှောင်မှပဲဖြစ်မယ်ပေါ့မရှောင်ရင်မဖြစ်ဘူးတဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားဒီတွေးတွေကိုမတွေးဘူးမတွေးသင့်တဲ့အတွေးများဒီလိုဟောကြားတာဖြစ်တယ်ကဲတော့ဒီအတွေးတွေဟာဘာနဲ့ပတ်သက်ပြီးဖြစ်တတ်တာတော့ကြည့်လောဘဆိုတဲ့အတွေးကတဏှာနဲ့လည်းပတ်သက်တယ်သင်္ခါရလို့ဆိုတဲ့သက်မဲ့အရာတွေနဲ့လည်းပတ်သက်တယ်သက်ရှိနဲ့ပတ်သက်တယ်သက်မဲ့နဲ့ပတ်သက်တယ်ဒီလိုဆိုလို့လောကလူတွေလိုချင်တယ်နှစ်သက်တယ်လောဘနဲ့တွေးတာဉာဏ်နာတွေဟာသက်ရှိနဲ့ပတ်သက်ပြီးတော့လည်းတွေးမိတတ်တယ်သက်မဲ့အရာတွေနဲ့ပတ်သက်ပြီးတော့လည်းတွေးတတ်တယ်သက်ရှိအပေါ်မှာတွေ့တာမှုတွေဖြစ်ပေါ်လာတတ်တယ်သက်မဲ့အရာတွေပေါ်မှာလည်းတွေ့တာမှုကိုဖြစ်စေတယ်ဒါလို့ဆိုတာပေါ့ဒီပုဂ္ဂိုလ်တယောက်ကိုကာမဂုဏ်အာယုစိတ်နဲ့တွေ့တာနေပြီဆိုတွေ့တော်ချမ်းစည်းနေပြီဆိုလို့ရှိရင်ဒါကသက်ရှိတတ္တဝါပေါ်မှာတွေ့တာမှုလို့ပြောတွေ့တယ်ဆိုတာလူချင်းချင်းနဲ့တွေ့တာမဟုတ်ဘူးတရိစ္ဆာန်ပေါ်တွေ့တာလည်းရှိတယ်ပေါ့တရားတွေပေါ်မှာတွေ့တာကိုဆိုလို့တတ္တသင်္ခါရလို့ဆိုတာဒီနေရာကျတော့သက်မဲ့တွေကိုဆိုလို့
ပစ္စည်းဥစ္စာတွေပေါ်မှာလောဘနဲ့တွေးတယ်ဘယ်ဟာမျိုးရရင်ကောင်းမှာပဲဘယ်ဟာမျိုးလိုချင်လိုက်တာလောဘနဲ့တွေးအဲ့ဒါလို့တွေးတဲ့အတွေးဟာနိုင်လားဆိုဖြစ်စေနိုင်ဘူးတဲ့ဒီတွေးတွေလွှမ်းမိုးနေတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ခြေနေစိုးတွေဖြစ်လာနိုင်တယ်ထိရင်ထိမထိရင်ဖြစ်မှာမထိတဲ့ပုဂ္ဂိုလ်တွေအတွက်နော်ထိနေနေလို့ရှိရင်တော့ပို့ပြီးတော့တိုးတက်မလားမထိမ့်သိမ့်ဘူးဆိုရင်ပိုဆိုးလာနိုင်တယ်လို့ယောဂများလို့ပဲထိမ့်ထားလို့ရှိရင်တက်တာမထိမ့်လို့ရှိရင်ပိုတိုးလာအဲ့တော့ကာမဝိတက်ကလို့ဆိုတဲ့ကာမဂုဏ်အာယုန်တွေခံစားလို့မှုနဲ့တွေးတဲ့လောဘနဲ့တွေးတဲ့အတွေးဒီသက်ရှိတရားတွေနဲ့လည်းပတ်သက်တယ်တက်မဲ့ပစ္စည်းဥစ္စာတွေနဲ့လည်းပတ်သက်တယ်ဘယ်အရာနဲ့မှလောဘဖြစ်ပြီးတော့လောဘနဲ့တွေးတဲ့အတွေးတွေကိုကျယ်ပြန့်စွာမတွေးပါစေနဲ့တွေးမိလို့ရှိရင်ဖယ်ရှားပစ်ပါတဲ့မဖယ်ဘူးဆိုရင်ဆိုးကျိုးတွေလာလိမ့်မယ်တဲ့အမြင်မျက်စိတွေပျောက်ကွယ်သွားနိုင်တယ်အသိပညာတွေပျောက်ကွယ်သွားနိုင်တယ်စိတ်နှလုံးအေးချမ်းမှုတွေဆုံးရှုံးသွားနိုင်တယ်ဒီလိုဆိုတာဟောအဲ့ဒါကြောင့်မြတ်စွာဘုရားဒီကာမဂုဏ်အာယုန်နဲ့ပတ်သက်တဲ့လောဘနဲ့တွေးတဲ့ကာမဝိတ္တဆိုအတွေးမျိုးမတွေးသင့်ဘူးလို့ဒါကဣတိယပါဠိတော်မှာအန္တကရဏတုတ်ဆိုပြီးမြတ်စွာဘုရားဟောထားတာဒါကိုဘုန်းကြီးတို့မြန်မာလို့ပြန်ပြီးရှင်းလင်းဟောကြားတာဖြစ်တယ်ဖះဟောတဲ့တရားပဲဒါမြတ်စွာဘုရားကိုယ်တိုင်ဟောခဲ့တာဒီအတွေး၃မျိုးဟာအန္တကရဏကံတော်အောင်လုံနိုင်တယ်တဲ့အစကုကရဏမျက်စိကင်းမဲ့တော်အောင်လုံနိုင်တယ်အညာဏကရဏမသိအောင်လုံနိုင်ပညာនិရောဓိကအသိပညာတွေချုပ်ပြောက်တော်အောင်လုံနိုင်တယ်အနိဗ္ဗာန်တောတ္တနိကစိတ်နှလုံးနဲ့အငြိမ့်ဓာတ်တွေကိုမဖြစ်စေဘူးအငြိမ့်ဓာတ်တွေဆုံးရှုံးလို့ဒီလိုဆိုတာအဲ့ဒီထဲမှာနံပါတ်1ကာမဝိတ္တကတရားဝါတွေတက်မဲ့တွေသက်ရှိတွေတက်မဲ့ပစ္စည်းတွေနဲ့ပတ်သက်ပြီးလောဘဖြစ်တာနဲ့တွေးတဲ့အတွေ့တခါဗျာပါဒဆိုတဲ့စိတ်ဖောက်ပြန်ပြီးဒေါသနဲ့တွေးတဲ့အတွေ့စိတ်ဆိုးတယ်ဆိုတာသက်ရှိတ attva ကိုသာဆိုးတာမဟုတ်ဘူးတက်မဲ့အရာတွေပေါ်မှာလည်းစိတ်ကဆိုးရတယ်သက်ရှိတ attva တွေပေါ်မှာစိတ်ဆိုးတယ်လို့တက်မဲ့အရာတွေလေတိုက်ရင်တိုက်တယ်မိုးရွာရင်ရွာတယ်မရွာရင်မရွာဘူးနေပူရင်ပူတယ်နဲ့လူတွေစိတ်ဆိုးမှုတွေဆိုတာသက်ရှိတယ်မကဘူးတက်မဲ့ပါစိတ်ဆိုးတတ်တယ်နော်အဲ့ဒီလိုဗျာပါဒဆိုတဲ့စိတ်တိုးနေတဲ့ပုဂ္ဂိုလ်တယောက်ဗျာပါဒဆိုတဲ့ဒေါသလွှမ်းပြီးတော့တွေးနေတဲ့ပုဂ္ဂိုလ်တယောက်ဟာတစ်ဖက်သားပျက်စီးမှုအမြဲတမ်းကြံစည်မိနေတတ်တယ်ပေါ့အဲ့ဒီမှာလည်းပဲတရားနဲ့ပတ်သက်ပြီးတော့ဒေါသဖြစ်တယ်တက်မဲ့အရာဝတ္ထုတွေနဲ့ပတ်သက်ပြီးတော့ဒေါသဖြစ်တယ်အဲ့ဒါလို့ဒေါသဖြစ်လာပြီဆိုလို့ရှိရင်ဘာဖြစ်လဲအမြင်မျက်စိတွေကန်းသွားနိုင်တယ်တဲ့အသိဉာဏ်တွေတုံးသွားနိုင်တယ်စိတ်နှလုံးအေးချမ်းမှုတွေဆုံးရှုံးသွားနိုင်တယ်ဟုတ်မို့ကိုယ့်အကိုစဉ်းစားပေါ့ဒေါသနဲ့တွေးပြီးတော့စိတ်တိုးနေတဲ့စိတ်ကောက်နေတဲ့လူတယောက်ညတောင်အေးချမ်းချမ်းအိတ်နေမှာမဟုတ်ဘူးမကြည်မနှက်တွေဖြစ်နေသမင်းတောင်မစားနိုင်ဘူးနော်မကြည်မနှက်ဖြစ်နေသမင်းတောင်မစားဆင်းရဲဒုက္ခတွေနဲ့ပဲကြုံနေတာအဲ့ဒါကြောင့်မို့ဒီအတွေးတွေမတွေးနေနဲ့ဒေါသနဲ့တွေးတဲ့အတွေးတွေမတွေးရဘူးတွေးရင်ဆိုးကျိုးတွေဆက်လက်ဖြစ်ပေါ်နေမယ်ရသော်ဘုရားဒီဟောတာနောက်တစ်ခါဝိဟိတဝိတကအဲ့ဒါကြတော့ညှင်းဆဲတပ်ဖြတ်ဖို့အတွေးမျိုးကရုဏာကင်းမဲ့တဲ့အတွေးအဲ့ဒါကြတော့သက်ရှိတရားနဲ့ပဲသက်ဆိုင်သင်္ခါရနဲ့မသက်ဆိုင်ဘူးသင်္ခါရအပေါ်မှာတပ်ဖြတ်တယ်ဆိုတာမရှိဘူးနော်ဒါကဘုရားရဲ့အယူဆစိတ်ဆိုးပြီးတော့တစ်ပင်ခုတ်ဖြစ်တာဆိုရင်ဂျိန်းဝါဒအရာဆိုရင်တော့တစ်ပင်ဟာအသက်ရှိတယ်သက်ရှိ
အနေထားလို့ပြောနိုင်သို့တော့မြတ်စွာဘုရားကဒီနေရာမှာညှင်းဆဲတပ်ဖြတ်တယ်ဆိုတာတရားဝါတွေနဲ့ပတ်သက်တယ်ဒါကြောင့်မို့ဝိဟိတဝိတက်ဆိုတဲ့ညှင်းဆဲလိုမှုအတွေ့အသည်သက်ရှိတတ္တဝါဘဝမှာရှင်သန်နေခွင့်မပေးပဲသူ့ရဲ့အသက်ရှင်မှုကိုရပ်ဆိုင်ပယ်ဖြတ်ပြတဲ့အတွေ့မျိုးတွေဆိုလိုတာတတ္တဝါတွေကိုတတ်တယ်ဖြတ်တယ်လူချင်းတတ်ဖြတ်တယ်ဆိုတာတွေဟာဒီဝိဟိတဝိတက်လို့ဆိုတဲ့အတွေ့ကိုအခြေခံကြတာကြီးပဲကောအဲ့ဒီအခြေခံလာတဲ့နေရာမှာချက်ချင်းဖြစ်တာလည်းရှိတယ်ကြိုတင်ပြီးတော့ဖြစ်နေနေတာလည်းရှိတယ်တတ်ဖြတ်မှုကျွလွန်တဲ့ပုဂ္ဂိုလ်တိုင်းဟာတခဏအတွင်းမှာဖြစ်ဟောဒီဝိဟိတဝိတက်လွှမ်းမိုးခံရလို့ဖြစ်သွားတာလူတယောက်ကိုစိတ်ဆိုးလို့ထပြီးတော့တတ်မိတယ်ဆိုတာလေအဲ့ဒီအချိန်လေးဟာဝိဟိတဝိတက်လွှမ်းမိုးသွားတာပဲတမင်ကြံစီပြီးတော့တတ်တာမျိုးမပြောနဲ့စိတ်ဆိုးမှန်ဆိုးဖြစ်ပြီးတော့တတ်လိုက်ချက်လိုက်ရင်လေဝိဟိတအတွေးဟာဒီအချိန်မှာလွှမ်းမိုးနေတယ်လို့ဒီလိုပြောတာဒါကြောင့်မို့အဲ့ဒီအတွေးဟာလေဆိုးကျိုးကိုပဲဖြစ်ပေါ်စေတယ်အသိဉာဏ်ကိုကဲမဲ့သွားစေနိုင်တယ်စိတ်နှလုံးအေးချမ်းမှုပျောက်ကွယ်သွားနိုင်စေတယ်ဒါကြောင့်မို့ဒီအတွေးကိုမတွေးပါနဲ့မတွေးဖို့မြတ်စွာဘုရားဟောတာဒီအတွေးတွေတွေးနေပြီဘုရားဘာသာဝင်တယောက်ဒီအတွေးတွေတွေးပြီဆိုရင်ဒီတမကဆိုးကျိုးတွေလည်းဖြစ်လာတယ်ဒါကလက်ရှိဖြစ်ပေါ်တဲ့ဆိုးကျိုးတော့ပြောတာကာမဂုဏ်အာယုစိတ်တွေကိုလောဘနဲ့တွေးလိုက်တဲ့အတွေးတွေကိုအကြောင်းပြုပြီးနောက်ဆုံးမှာဒီပုဂ္ဂိုလ်ဟာဒီဘဝကိုစွန့်လွတ်လိုက်ရတဲ့အချိန်မျိုးမှာဆိုလို့ရှိရင်ရောက်သွားနိုင်တယ်တိရစ္ဆာန်ဘဝရောက်သွားနိုင်တယ်ပြိတ္တာဘဝရောက်သွားနိုင်အပယ်လေးပုံကျသွားနိုင်တယ်လို့ဆိုတာအထူးအဖြင့်လောဘလွှမ်းမိုးနေတဲ့ပုဂ္ဂိုလ်တရားသိရင်တော့ရေပုံရအဖြစ်ပြောတာသိရင်ပြိတ္တာဖြစ်တယ်ငါပစ္စည်းနဲ့တွဲပြီးတော့နေတဲ့ဒီလောဘနဲ့အတွေးလေးတွေးတာကိုဘယ်ကိုပို့တတ်တုံးဆိုပြိတ္တာဘဝကိုပို့ဒါကြောင့်ပစ္စည်းဆွဲပြီးသေသွားတာတို့ပုဂ္ဂိုလ်ဆွဲပြီးသေသွားတာတို့သေသွားတဲ့ပုဂ္ဂိုလ်တွေဟာမကျွတ်မလွတ်ပြိတ္တာဘဝရောက်သွားတတ်တယ်ဒီလိုဆိုတာပေါ့ဆွဲလမ်းမှုကဘယ်ရာမှမကောင်းဘူးလို့ဒီလိုဆိုလိုတာနောက်ဆုံးမှာရှိတော့ကကြားဖို့ကြမှာပေါ့နှမလုံးတဲ့ပုဂ္ဂိုလ်ကသူလူခံလို့ရလာတဲ့ပိတ်အုပ်ကလေးကိုပိုကောင်းအောင်လို့ဆိုပြီးတော့ခြေတွေပြန်ပြီးတော့ခုတ်ပြီးတော့ကြမ်းကြမ်းကျင်ကျင်နဲ့ရက်ကန်းရက်ချောညက်သင်္ကန်းလေးချုပ်ပြီးအယောင်မှာဆိုးပြီးဟိုတန်ကောင်းတဲ့နုညံ့သင်္ကန်းလေးဖြစ်အောင်လုပ်ပြီးတော့ပေးလိုက်တာကတ္တဝဘုရားလက်ထက်ကတိတ်တဆိုတဲ့မထေရဟန်းသူတော်ကောင်းပဲသူတကယ်သူတော်ကောင်းကြီးပဲတရားကျင့်တယ်သို့တော့နှမကစီရင်ပေးလိုက်တဲ့ဒီသင်္ကန်းလေးကိုနောက်တည့်ဝတ်မယ်ဆိုတဲ့အတွေ့အလေးအရင်တော့လည်းမတူဒီသင်္ကန်းလေးကကောင်းလိုက်တာဆိုတဲ့အတွေ့အလေးအမှပြောပါတော့တဲ့အတွေ့မဟုတ်ဘူးလို့ပြောရမယ်ကိုပစ္စည်းကိုဒါလေးသဘောကျတယ်လက်ဖြင့်ကဆွမ်းခံသွားရင်တော့ဝတ်ရုံပဲလို့ဒါလေးကိုတယုတသေးထားပြီးတော့ညကြတော့ရုတ်တရက်ဖြစ်လာတဲ့ယောဂါနဲ့အဲ့လောဘနဲ့သင်္ကန်းလေးပေါ်မှာတွေးခဲ့တာကြောင့်ဒီကိုယ်တော်ညပြန်တော်မူသွားတဲ့အခါအဲ့ဒီသူတွေးခဲ့တဲ့လောဘနဲ့တွေးတဲ့အတွေးကြောင့်တန်းဖြစ်သွားတယ်သင်္ကန်းထဲမှာသွားပြီးတော့တန်းသွားဖြစ်ရတယ်ဒါတာမန်ပုဂ္ဂိုလ်မဟုတ်ဘူးကတ္တဝမြတ်စွာဘုရားရဲ့အဆုံးအမတွေကိုနာယူပြီးတော့တရားထုတ်နေတဲ့ပုဂ္ဂိုလ်ဒီအတွေးလေးကဝင်ပြီးတော့နှိမ့်ဆက်လိုက်တဲ့အခါတမ်းဘဝရောက်သွားတယ်အင်တာမကြောက်ဆရာကောင်းတဲ့အရာတွေပဲစိတ်ဆွစွမ်းအားရှိတယ်
ဒီစိတ်လွှမ်းမိုးနေရင်ဒီစိတ်တိုင်သွားတာမြတ်စွာဘုရားကဟောတယ်ဝဋ္ဌသုတ်တံစိတ်တည်တန်ကိလေထေဒုက္ခတိပါတိကင်္ခာစိတ်တည်တန်ကိလေထေစိတ်ဓာတ်ကလောဘဒေါသမောဟဆိုတာတွေနဲ့ကိလေသာတွေနဲ့ညှဉ်းနှွမ်းနေမယ်ပျက်စီးနေမယ်ဆိုရင်တဲ့ဒုက္ခတိပါတိကင်္ခာဒုက္ခဖြစ်တဲ့အနေအထားမျိုးဒုက္ခဘုံကိုရောက်သွားနိုင်တယ်မျှော်လင့်ရမယ်ဒီလိုဆိုတာအဲ့တော့စိတ်ဓာတ်ဟာတခဏလေးပဲညှဉ်းနှွမ်းကိလေသာကတ်လာတဲ့စိတ်ကိလေသာပူးဝင်လာတဲ့စိတ်ကလေးဟာတခဏလေးပဲပူးဝင်လိုက်အဲ့ဒီပူးဝင်ပြီးဒီချားမဲ့မှာဘဝပြောင်းရတယ်ဆိုရင်တော့ဘဝကောင်းကိုရဖို့ခဲရင်သွားတယ်ဒီလိုဆိုတာပေါ့စိတ်ရဲ့တွေ့တာစိတ်လေးတွေအင်တမပြင်းထန်တွေ့တာစိတ်လေးတွေအင်တမပြင်းထန်နိကန္တိလို့ခေါ်တယ်လူတွေမှာတွေ့တာမှုတွေအင်တမများကြည့်တယ်လေကိုနေရာလေးကမပြောင်းကြရန်ကုန်မှာတစ်ခါပြောလန့်ကြခဲ့တယ်အမေတွေဖေတွေအသက်ကြီးလို့ဆိုပြီးရန်ကုန်နေတဲ့သားသမီးတွေကအမေဖေတွေခေါ်ရန်ကုန်မှာထားတိုက်မြင့်ကြီးတွေပေါ်ထားမိဘတွေကမပြောဘူးတောမှာတဲကုတ်လေးနဲ့နေရတာပြောတလလောက်နေပြီးတော့ပြန်သွားကြတွေ့တာမှုလေးတွေရှိတယ်ဆိုတဲ့အကြောင်းပြောပြမနေတတ်ပါဘူးသူတို့မျိုးကြီးသွားပြီးလဲစရာမရှိစကားပြောစရာမရှိအိမ်နဲ့တနေ့ကိုငုတ်တုတ်ထိုင်မနေတတ်ဘူးဆိုပြီးပြန်သွားကြတာများအဲ့ဒါဘာအခြေခံတာတော့ဆိုတွေ့တာမှုလေးတွေကိုအခြေခံချို့တို့တစ်သက်လုံးကိုရွာကိုဒေတာကဘယ်မှမပြောင်းကြတွေ့တာနေကြဒီတဲ့ကောင်းတဲ့နေရာဆိုရင်သွားမလားမသွားဒီလိုပဲတွေ့တာဒါတွေ့တာမှုရှိတတ်တဲ့အကြောင်းကိုပြောပြတယ်ဘဝမှာလည်းတွေ့တာမှုတွေကလာတတ်တယ်မေးကြည့်ပါလားကြောက်ဆယ်မျိုးကလူတွေမန္တလေးပြောင်းမလားဆိုတော့ကြောက်ဆယ်ပိုကောင်းတယ်ပြောနော်ကြောက်ဆယ်ပိုကောင်းတယ်မန္တလေးနေတတ်ပါဘူးလောကလူတွေဟာတွေ့တာမှုဆိုတာမတိမသာရောတိတိသာသာရောရှိတဲ့ဗေမိတာရမင်းကြီးအကြောင်းကြားဘူးတယ်မို့လားဗေမိတာရမင်းဆိုတာဘုရားနဲ့ပထမဆုံးချိန်တွေ့တဲ့ချိန်သောတာပန်ဖြစ်တယ်ဝေလူဝံဥယျာဉ်ကြီးကိုတန်ဃာတွေကိုလှူတယ်နောက်ဆုံးကြတော့မြတ်စွာဘုရားကိုနေ့စဉ်နဲ့စိတ်ကတ်တယ်အမြဲတမ်းသရတရားကောင်းတဲ့ပုဂ္ဂိုလ်သာသနာတော်ကိုချီးမြှောက်တယ်ဘုရားဘာသာသာသနာတော်နဲ့ပတ်သက်လာတဲ့အရာတွေဆိုရင်ဆိုပါစို့ဘုရားရဲ့တပည့်ဆိုရင်ဘယ်လိုပြစ်မှုကျူးလွန်လာလားဥပဒေနဲ့ကင်းလွတ်ခွင့်ပေးထားတယ်အဲ့လောက်ထိအောင်သာသနာတော်ကိုချီးညိုတာအဲ့ဒီဗိမိတာရမင်းကြီးဟာနောက်ဆုံးကြတော့နန်းချပြီးတော့သားဖြစ်တဲ့အစာတတရဲ့တပ်ဖြတ်မှုကိုခံရသောတာပန်ဖြစ်ပေမဲ့တပ်ဖြတ်မှုကိုခံရတဲ့အချိန်မှာသောတာပန်ဖြစ်လို့အပိန်ငရဲတော့မကြဘူးသို့တော့သူ့ရဲ့တွေ့တာမှုလို့ဆိုတယ်အရင်ဘဝတွေကနေခဲ့တဲ့ဖြစ်ခဲ့ဘူးတဲ့စတုမာရနတ်မင်းကြီးတွေရဲ့အချမ်းရံထဲမှာပါတယ်နတ်ဘလူးဆိုတာအဲ့ဒီဘဝကိုသူကသဘောကျဒါကြောင့်မလို့ဗေမိတာရမင်းကြီးတည်တဲ့အခါကျတော့စနဝတ္တပဆိုတဲ့နတ်ဘလူးသွားဖြစ်တယ်တကယ်ဆိုလို့ရှိရင်ဒါဝရိနာတို့တုတ်တိတာတို့ဖြစ်တဲ့နာပေါ့ဒီတဲ့အဆင့်မြင့်တဲ့နတ်ပြည်မဖြစ်ဘူးအဲ့ဒီမှာပဲသွားဖြစ်တယ်ဒါဘာဖြစ်လို့တော့ဆိုတော့တွေ့တာမှုချောင်းဒါကြောင့်ကိုပြောတာလောဘရဲ့စွမ်းဆောင်မှုအမှန်တမ်းကြီးမားတယ်တွေ့တာမှုလေးကြောင့်ဒုက္ခရောက်သွားနိုင်တယ်လို့ဒီလိုဆိုတာပေါ့အေးထို့တူပဲဒေါသဆိုတာလေအမှန်တမ်းပြင်းထန်တယ်လူရဲ့စိတ်တွေနှလုံးတွေထဲမှာစိတ်ဆိုးလာပြီဆိုလို့ရှိရင်လူတွေဟာဘာမှမစဉ်းစားနိုင်တော့ဘူးအဲ့ဒါကန်းသွားတာနဲ့အလားတရာတူ
ပညာမျက်စိကွယ်သွားတာနဲ့လားတလားအသိဉာဏ်ချုပ်သွားခြင်းပဲဖြစ်တဲ့စိတ်နှလုံးအေးချမ်းမှုတွေဆုံးရှုံးသွားတယ်အဲ့ဒီအချိန်မှာသူလုံးသမျှအလုပ်အကောင်းမဖြစ်လာတော့ဘူးအကောင်းမဖြစ်လာသည့်အတွက်ကြောင့်လုံရပေါ်မှာမူတည်ပြီးတော့ဒေါသလွှမ်းမိုးခံထားရပြီးသိဆုံးသွားတဲ့ပုဂ္ဂိုလ်တယောက်ဟာအပင်ငရဲကိုကြာသွားနိုင်တယ်တဲ့ဒေါသနဲ့သိလို့ရှိရင်ငရဲပြေရောက်တယ်ဒီလိုပြောတာတခဏလေးဒေါသဖြစ်အောင်ပင်ငရဲကြာသွားတယ်ဒေါသဆိုတာဒေါမနတရှိတယ်ဒေါသကိုအခြေခံပြီးတော့ခံစားချက်ကဒေါမနတဝဏ္ဏခြင်းခြေကွဲခြင်းဒါတွေလာရတယ်စိတ်ဆိုးမှန်ဆိုးဖြစ်ခြင်းဒီပေါ်မှာစိတ်ထဲမှာမကြေမနက်ဖြစ်ခြင်းမာလိကမိဖုရားကြီးဟာဘုရားကိုလွန်ကျင်ညိုတယ်ပညာဉာဏ်လည်းထက်မြက်တယ်ဘုရားရဲ့တရားတော်တွေလည်းအချိန်ချင်းနာရဒီကနေ့မှာသူလုပ်ခဲ့တဲ့အလုပ်တစ်ခုပေါ်မှာမကြေမနက်နဲ့ရှက်စိတ်တွေနဲ့ဝမ်းနည်းစိတ်တွေကြေကွဲစိတ်တွေနဲ့တည်သွားတော့သူဟာအဝိဇ္ဇငရဲကြာသွားတယ်လူတွေရဲ့အရေးအတွက်နဲ့9ရက်အမှန်တန်ကုသိုလ်ကောင်းမှုလုပ်တာအတိနရိကောသလမင်းကြီးနဲ့တာဝတိမြို့သူမြို့သားတွေအလှပြိုင်ပြီးတော့လှူတဲ့အခါမြို့သူမြို့သားတွေဘုရင်ကြီးကနိုင်အောင်မလုပ်နိုင်မာလိကမိဖုရားကနိုင်အောင်လုပ်တဲ့နည်းကိုလမ်းညွှန်ပြပြီးသူပြောတဲ့အတိုင်းလုပ်လိုက်တဲ့အခါမြို့သူမြို့သားတွေကအရှုံးပေးသွားရတယ်အတရိတဌာနလို့ခေါ်တယ်ဘယ်သူမှမလုပ်နိုင်တဲ့ဘယ်အလှနဲ့မှမနှိုင်းရှင်နိုင်တဲ့အလှမျိုးမာလိကမိဖုရားကြီးကစီမံတာအဲ့လောက်ထိအောင်အသိဉာဏ်ထက်တယ်လို့ပြောတယ်သို့တော်လည်းဒီမိဖုရားကြီးဟာဒီကနေ့မှာစိတ်နှလုံးငြိမ်းချမ်းမှုရမသွားဘူးရမသွားတာကိုအကြောင်းပြုပြီးတော့တည်တဲ့ခါမှာအဝိဇ္ဇငရဲသို့တော့အကုသိုလ်ကံရဲ့အရှိန်ကတိတ်မကြခင်ကုန်သွားတော့နတ်ပြည်ဖြစ်သွားတယ်ပေါ့ဒီလိုဆိုလို့တာအဲ့တော့တက္ကနာပဲခံရမကောင်းမှုအကုသိုလ်ရဲ့အကျိုးဆက်အကောင်းမဖြစ်လာဒေါသနဲ့တွေးတဲ့အတွေးတွေရဲ့ဆိုးကျိုးဟာအကောင်းဖြစ်မလာဘူးလို့တို့လို့ဆိုတာပေါ့ဝိဟိတဝိတက်ဆိုတာတော့မပြောနဲ့တစ်ဖက်သားကိုတတ်လို့ဖြတ်လို့တဲ့စိတ်တွေညှင်းဆဲလို့တဲ့စိတ်တွေနဲ့နေတဲ့ပုဂ္ဂိုလ်တယောက်ဟာသူတစ်ပါးကိုမညှင်းမဆဲရခြင်းမတတ်မဖြတ်ရခြင်းမကြေနိုင်မချမ်းနိုင်ဖြစ်လို့အကျမ်းဖက်သမားဘဝရောက်သွားတယ်လူသားသမားဘဝရောက်သွားပြီးတော့ငြိမ်းချမ်းမှုတွေကိုအကုန်လုံးဖြည့်ဆည်းပြနိုင်တဲ့အနေထားမျိုးရောက်တာဒါကြောင့်မို့ဘုရားမြတ်စွာဘုရားဒီအတွေး၃မျိုးဟာအသိဉာဏ်ကင်းမဲ့လို့တွေးတဲ့အတွေးတွေဖြစ်သည့်အတွက်ကြောင့်ဒီအတွေး၃မျိုးမတွေးကြနဲ့မတွေးရဘူးမတွေးတဲ့အတွေးဒီလိုဆိုတာပေါ့နော်အဲ့တော့မတွေးတဲ့အတွေးတွေမှတ်သားထားပြီးတော့ကိုတွေးမိလာလို့ရှင်ဟာဘုရားကမတွေးရဘူးလို့တွေးတဲ့အတွေးမျိုးငါမတွေးရဘူးလို့ပြောထားတဲ့အတွေးမျိုးငါတွေးမိနေပါလားတွေးမိရင်တော့ဆိုးကျိုးတွေလာတော့မှာပဲလို့ကိုယ့်ကိုယ်တတိယပြီးဒီအတွေးတွေကထွက်ပေါက်ရှာဖို့လိုအပ်တယ်ပေါ့သူဆိုတာနော်ဘယ်ရာပဲဖြစ်ဖြစ်ထွက်ပေါက်ရှိတာအကြည့်ပဲအဖြေရှိတာအဖြေမရှိဘူးလို့မရှိဘူးဘယ်ရာမဆိုအဖြေရှိတယ်ထွေးစားဘိုက်တွေတင်းလာရက်စားလေးရက်ကြတာမဟုတ်လားဒီလိုပေါ့ဖြေစိတ်လေးတွေရှိတာပဲသူ့အလေးနဲ့သူဖြေကြတာပဲအဲ့ဒါလိုပဲကာမဝိတက်ကမတွေးရမဲ့အတွေးကိုတွေးလာပြီးဆိုလို့ရှိရင်ဘာနဲ့ဖြေရမလဲနိက္ခမဝိတက်ကအဲ့ဒီကာမဂုဏ်အာယုန်တွေကဆုတ်ခွာသွားတဲ့အတွေးမျိုးတွေးရလူချင်းစိတ်တွေကိုဖယ်ရှားပြရမယ်လောဘတွေဖယ်ရှားပြလူကိုတက်မဲ့နေတယ်ဆိုလို့ရှိရင်ဘာတွေးရပုဂ္ဂိုလ်တူတယောက်ပေါ်မှာတွေ့တာမှုတွေများလာပြီဆိုရင်ဘာလို့ရမလဲအဲ့ဒီပုဂ္ဂိုလ်ခန္ဓာကိုယ်ရဲ့ကိုယ်ခန္ဓာရောသူခန္ဓာရောခန္ဓာကိုယ်ရဲ့မတရီစရာတွေမနစ်မြို့စရာတွေဒါတွေကိုစဉ်းစားခြင်းဖြင့်လူကိုတတ်မဲ့တဲ့အတွေးကိုပယ်ဖြောင်းနိုင်တယ်အဲ့ဒါကိုအတုပဘာဝနာလို့ခေါ်တာ
အတုပဘာဝနာဆိုတာမလာမှရှုရတာမဟုတ်ဘူးနော်တတိထင်ရှားနေတဲ့ပုဂ္ဂိုလ်လည်းအတုပဆိုတာမတင့်တယ်ဘူးလို့ပြောတာမတင့်မတယ်ရွံစပွဲတင့်တယ်တယ်မတင့်တယ်ဘူးကိုယ့်ကိုစဉ်းစားကြည့်ပေါ့မနဲ့အိယာထားရင်တွိုင်းလက်ဝင်ရမျက်နှာအရင်သိရမသိဖဲနေလို့ဖြစ်မှာမဖြစ်တာအညစ်အကြေးတွေစွန့်ထုတ်ရတယ်စွန့်ထုတ်တဲ့အခါလူတောင်အမြင်မခံရဘူးနော်လူတောင်အမြင်မခံရဘူးတင့်တယ်ရင်လူကြားတဲ့လုံးမှာပေါ့တော့မတင့်တယ်လို့ပုံရှိုးကွယ်ရှိုးသွားတိုက်ရမျက်နှာသိရဖီးရလိမ့်ရဘာဖြစ်လို့လုပ်မတင့်တယ်လို့လုပ်နေမတင့်တယ်တာကိုတင့်တယ်အောင်လုပ်ပေးနေကြအဲ့တော့မတင့်တယ်တဲ့သဘောကိုဆင်ញင်စဉ်းစားကြည့်လိုက်တာနဲ့တတ်မဲ့တဲ့စိတ်ဟာရော့ကြနောက်ဆုံးမှပျောက်ကွယ်သွားတယ်အဲ့ဒါလို့ကာမဂုဏ်အာယုံကထွက်ခွာနိုင်တဲ့အတွေးမျိုးတွေကိုနိက္ခမဝိတ္တကလို့ဒီလိုခေါ်တယ်နိက္ခမဆိုတာထွက်ပေါက်လောဘနဲ့တွေးတဲ့အတွေးတရားပေါ်မှာတွေ့တာမှုတွေဆိုရင်အဲ့ဒီတရားရဲ့မတင့်တဲ့မှုတွေကိုဆင်ញင်စဉ်းစားခြင်းဖြင့်ဖယ်ရှားပြစ်နိုင်ပါတယ်လောဘကိုအလောဘဆိုတဲ့အတွေးနဲ့ဖယ်ရှားပြစ်နိုင်ပါတယ်ဒီလိုပြောတာပဲအဲ့ဒါလို့ဖယ်ရှားတဲ့အခါမှာအစစ်အစစ်ဖယ်ရှားပုံလေးကိုမှတ်သားဖို့လိုရတယ်နိက္ခမဝိတ္တကလို့ဆိုတဲ့ကာမဂုဏ်အာယုန်တွေကိုဖယ်ရှားဖို့စိတ်တွေကိုမိမိစိတ်ကိုကာမဂုဏ်အာယုန်ဘက်သို့မပို့ပဲနဲ့သမာဓိကျင့်စဉ်တစ်ခုကျင့်နေထွက်လေဝင်လေလေးမှတ်နေတယ်နော်ตายာစရာတွေကိုမကြည့်ဘူးမတင့်တယ်တာတွေကိုကြည့်တယ်ဆံမြင်မွေးရင်ခြေသက်လက်သက်သွားအရေးတခုစီဖြုတ်ထားလိုက်ရင်ဘယ်ရာမှမတင့်တယ်ဘူးဆပင်ကလည်းခေါင်းပေါ်နေတော့လှတဲ့ရောင်ရောင်ရှိတယ်ခြေသက်လက်သက်ကလည်းခြေထောက်မှာရှိတော့လှတဲ့ရောင်ရောင်ရှိတယ်သို့တော့အားလုံးဟာခန္ဓာကိုယ်ကကျွတ်သွားတာနဲ့တပြိုင်နက်မတရီစရာလေးကြီးပဲဖြစ်တယ်အဲ့ဒါခန္ဓာကိုယ်မှာရှိနေတော့မဲ့မတရီစရာတွေကိုဆင်ញင်စဉ်းစားပြီးတော့ကမ္မထာအနေနဲ့ရှုနေမယ်ဆိုရင်တည်ငါအားဖြင့်ဒီကာမဝိတ္တဆိုတဲ့အတွေ့ကိုဖယ်ရှားပြနိုင်တယ်ဒီတဲ့အဆွင့်မြင့်လာလို့ရှိရင်အတုပဆိုတဲ့အာယုန်နမိတ်ပေါ်မှာမတင့်တယ်တဲ့အာယုန်နမိတ်ပေါ်မှာဇံရပြီးတော့တမာတိစွမ်းအားတွေမြင့်ပြီးတော့ဇံရသွားပြီဆိုလို့ရှိရင်ဒီကုသိုလ်ကပို့ပြီးတော့အဆွင့်မြင့်တဲ့ရူပဝဆရတမာတိကုသိုလ်မျိုးဖြစ်သွားပြန်တယ်အဲ့ဒါကြတော့ဝိက္ခမနပဟံနဲ့ခုနကကာမဂုဏ်အာယုန်စိတ်တွေကိုတွန်းလှန်ဖယ်ရှားတော်တော်ကြာအောင်ခွာထားနိုင်တဲ့အနေအထားမျိုးရောက်သွားတယ်အဲ့ဒီအတုပဇံကိုအခြေခံပြီးတော့ဝိပဿနာရှုမှတ်လိုက်တဲ့အခါကျတဲ့အခါမက်စိတ်နဲ့ရှင်တွဲလာတဲ့အလောဘဖြစ်ပေါ်လာပြီဆိုတဲ့အခါမှာလောဘကိုလုံးဝဖယ်ရှားပြစ်နိုင်တဲ့မက်စိတ်ပေါ်လာပြီကိုယ်စိတ်တွေရလာပြီဆိုရင်ကာမဝိတ္တဆိုတဲ့မလိုလားအပ်တဲ့မတွေးတဲ့အတွေးဟာဘယ်တော့မှပေါ်မလာတော့ဘူးလုံးဝပြောက်သွားမတွေးတဲ့အတွေးစိတ်ထဲခေါင်းထဲမှာပေါ်မလာတော့ဘူးတဲ့လုံးဝပြောက်သွားဒီအဆင့်၃ဆင့်နဲ့ဖယ်ရှားလိုက်တာပထမကတည်ငါပဟာနာလို့ခေါ်တဲ့ဆိုင်ရာအကြောင်းတရားလေးနဲ့ဖယ်ရှားတယ်ဒုတိယတမာတိစွမ်းအားနဲ့တွန်းလှန်ဖယ်ရှားတယ်တတိယမျိုးဖြတ်သုတ်တင်ဖယ်ရှားတယ်လုံးဝဖြတ်တောက်ဖယ်ရှားတယ်ဆိုတဲ့သမုတ်စိတ်ပါအဲ့ဒီကြရင်ဒီမကောင်းတဲ့ကာမဝိတ္တကဆိုတဲ့အတွေးဒီဘယ်တော့ခါမှကိုယ့်ရဲ့ဥနှောက်ထဲရောက်လာမှာမဟုတ်ဘူးတဲ့ဘယ်တော့မှမတွေးတော့ဘယ်တော့မှမတွေးရင်သူ့ကိုတွေးခြင်းကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ပညာကင်းမဲ့ခြင်းအသိဉာဏ်နဲ့ခြုံငိမ့်သွားခြင်းအသိဉာဏ်နဲ့ကွယ်ပြောက်သွားခြင်းစိတ်နှလုံးအေးချမ်းမှုတွေလက်လွတ်ဆုံးရှုံးသွားခြင်းဆိုတာဘယ်တော့မှမဖြစ်တော့ဘူးအပင်ငရဲကြဖို့ဆိုတာလည်းဘယ်တော့မှမဖြစ်တော့ဘူးလို့ဆိုတာဟောနောက်တစ်ခုဗျာပါဒဝိတ္တကဆိုတာအဗျာပါဒဝိတ္တကအဗျာပါဒဝိတ္တကဆိုတာမေတ္တာကိုပြောတာအဒေါသမုန်းတီးခြင်းဆိုတဲ့ဒေါသကိုအမုန်းဒေါသကိုမေတ္တာနဲ့မှဆေးကြော
မေတ္တာတရားမိမိရဲ့ရင်နဲ့နှလုံးထဲမှာကြည်ဆောက်လိုက်တာနဲ့တပြိုင်နက်အမုန်းတရားဟာငြိမ်းသွားတယ်မေတ္တာဘာဝနာစတင်ပွားများလိုက်တာနဲ့တပြိုင်နက်မုန်းတဲ့စိတ်တွေပျောက်သွားတယ်အဲ့ဒီပျောက်သွားခြင်းဟာတည်ငါပဟံအနေနဲ့အမုန်းကိုအာဒေါသဆိုတဲ့မေတ္တာနဲ့ဖယ်ရှားလိုက်ခြင်းပဲဖြစ်တယ်ဇာရလာအောင်မေတ္တာကိုပွားလို့သို့မဟုတ်မေတ္တာပွားလို့ဇာရလာပြီဆိုရင်ဝိက္ခမနပဟံနဲ့အတန်ကြာအောင်ဒေါသကိုဖယ်ရှားပြစ်ထားနိုင်တယ်တခါအဲ့ဒီမေတ္တာဇံကိုအခြေခံပြီးတော့ဝိပဿနာကျင့်စဉ်ကိုကျင့်လိုက်တဲ့အခါမှာဒေါသဆိုတာကိုလုံးဝဖယ်ရှားပြစ်နိုင်တဲ့မက်စိတ်ခိုစိတ်ပေါ်လာပြီအဲ့ဒါဆိုလို့ရှိရင်ဗျာပါဒဝိတက်ကဆိုတဲ့ဒေါသနဲ့တွေးတဲ့အတွေးတွေကဘယ်တော့ခါမှမိမိစီပြန်မလာတော့မိမိရဲ့အုံနောက်ထဲမှာသာဝရဖယ်ရှားပလိုက်ခြင်းဖြစ်တယ်ထပ်တော့ဖယ်ရှားတာမဟုတ်ဘူးဒီအတွေးကိုအတွေးတွေနဲ့ဖယ်ရှားပြစ်တယ်ဒီလိုဆိုလို့လားနောက်တစ်ခုကဝိဟိတဝိတက်ကကရုဏာကိုပွားများရမယ်ကရုဏာဆိုတာတစ်ဖက်သားရဲ့ဒုက္ခမှလွတ်မြောက်စေလိုတဲ့စိတ်ဓာတ်ကျဉ်းဆဲမှုကင်းပြီးတစ်ဖက်သားရဲ့ဆင်းရဲဒုက္ခလွတ်မြောက်စေလိုတဲ့စိတ်ဓာတ်အဲ့ဒီလွတ်မြောက်စေလိုတဲ့စိတ်ဓာတ်ကိုစတင်ပြီးတော့မိမိတဏ္ဍာမှာထူထောင်ပြီးဆိုရင်တည်ငါပဟံအပြင်ဝိဟိတဝိတက်ကိုဖယ်ရှားလိုက်နိုင်တယ်အဲ့ဒီကရုဏာအခြေခံတဲ့တရားတော်ရဲ့ဆင်းရဲဒုက္ခပေါ်မှာကျင်နာတနာမှုဆိုတဲ့တရားကိုပွားများအထုတ်လိုက်တဲ့အခါဆံရလာအဲ့ဒီရလာတဲ့ဆံကြတော့အတော်အသင့်အချိန်ကြာဖယ်ရှားတွန်းလှန်ဖယ်ရှားပြစ်နိုင်တဲ့သမာဓိစွမ်းအားကြောင့်ဝိက္ခမနပဟံအားဖြင့်ဗျာပါဒဝိတက်ကကိုဖယ်ရှားထားနိုင်တယ်နောက်ဆုံးမှာဒီကရုဏာဇံကိုအခြေခံပြီးတော့ဝိပဿနာကျင့်စဉ်ကျင့်လို့မစိတ်ဖို့စိတ်ကိုမျက်မှောက်ပြုပြီးနိဗ္ဗာန်ကိုမျက်မှောက်ပြုပြီးဆိုရင်တဲ့အခါကျဝိဟိတဝိတက်ဆိုတဲ့ညှင်းဆဲလို့မှုအတွေ့အထိမိမိရဲ့ခေါင်းထဲမှာဘယ်သောအခါမှပေါ်မလာတော့ဘူးတဲ့လုံးဝအပြတ်ရှင်းပြလိုက်နိုင်တယ်လို့ဒီလိုဆိုတာဒါကြောင့်မို့လို့မတွေးတဲ့အတွေ့တွေကိုဖယ်ရှားပြစ်ဖို့တွေးတဲ့အတွေ့ကိုတွေးခြင်းဖြင့်မတွေးတဲ့အတွေ့တွေကိုဖယ်ရှားပြစ်ရမယ်အဲ့ဒါလို့ဖယ်ရှားပြစ်လိုက်နိုင်တဲ့အခါမှာမတွေးတဲ့အတွေ့တွေဆိုးကျိုးကိုဖြစ်ပေါ်စေနိုင်တဲ့အတွေ့တွေပညာမျက်စိတွေပျောက်ဆုံးပညာမျက်စိတွေကန်းတော့အသိဉာဏ်တွေပျောက်ဆုံးသွားအောင်စိတ်နှလုံးအေးချမ်းမှုတွေပျောက်ဆုံးသွားအောင်မကောင်းတဲ့အကျိုးကိုဖြစ်ပေါ်စေတဲ့ဒီဆိုးဝါးတဲ့မတွေးတဲ့အတွေးတွေကိုဖယ်ရှားနိုင်ရမယ်တဲ့အဲ့ဒါလို့ဖယ်ရှားလိုက်တဲ့အခါကျတော့မှသာဝရငြိမ်းချမ်းမှုဆိုတာကိုရနိုင်ပါတယ်လို့ဘုရားမြတ်စွာဘုရားဒီလိုဟောတာဖြစ်တယ်ပေါ့နော်အဲ့ဒါဘုရားဘာသာဝင်တွေနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားရဲ့အဆုံးအမဒါဒီလိုလာဒါကြောင့်မို့မြတ်စွာဘုရားကအဲ့ဒီတုတ်တံမှာဟောထားတယ်တယောဝိတက္ကကုတလေဝိတက္ကယေအပြစ်ကင်းတဲ့အကြံအစီမျိုးတွေကိုသာတွေးတော့ပါတဲ့မတွေးတဲ့အတွေးတွေမတွေးပါနဲ့တဲ့အပြစ်ကင်းတဲ့အတွေးတွေတွေးပါအပြစ်ကင်းတဲ့အတွေးကဘာတော့အလောဘနဲ့တွေးတဲ့အတွေးအဒေါသမေတ္တာနဲ့တွေးတဲ့အတွေးကရုဏာနဲ့တွေးတဲ့အတွေးအဲ့ဒီအတွေးတွေကိုတွေးပါတဲ့တယောပါဏအခုတလေအခုတို့အတွေးတွေကိုတော့လုံးဝဖယ်ရှားပြစ်ပါမိမိတဏ္ဍာမှာမဖြစ်ပါစေနဲ့အဲ့ဒီလိုဖယ်ရှားပြစ်နိုင်ပြီဆိုလို့ရှိရင်ဘာနဲ့ဥပမာတူဆုံးဆိုရင်အချိန်ပြင်းပြင်းနဲ့ရွာချလိုက်တဲ့မိုးတွေဟာမြူမုံတွေကိုပျောက်ကွယ်သွားစေတယ်လို့ဒီတွေးတဲ့အတွေးတွေမိမိတဏ္ဍာမှာဖြစ်ပေါ်အောင်လုပ်ပြီးတော့မတွေးတဲ့အတွေးတွေကိုငြိမ်ဝတ်အောင်ဖယ်ရှားဖြစ်နိုင်ဖို့ကြိုးစားအထောက်ပါတဲ့အဲ့ဒီလိုကြိုးစားအထောက်လိုက်တဲ့အခါကျတော့
ဝိတက်ခုပသမမတွေးတဲ့အတေးတွေဟာလုံးဝငြိမ်ဝှက်ပျောက်ကွယ်ပြီးတော့သွားပါလိမ့်မယ်အဲ့ဒီငြိမ်ဝှက်ပျောက်ကွယ်သွားတာနဲ့အမျှထာဝရငြိမ်းချမ်းမှုဆိုတဲ့ဉာဏ်နဲ့နှလုံးထဲကငြိမ်းချမ်းမှုတွေကိုလည်းရရှိလာမှာဖြစ်တယ်ဘုရားမြတ်စွာကအဆုံးအမဩဝါဒပေးထားတာဖြစ်ပါတယ်ဒါကြောင့်တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့မတွေးတဲ့အတွေးတွေကိုရှောင်ရှားလို့တွေးတဲ့အတွေးတွေမိမိတို့တဏ္ဍာမှာတွေးလို့တွေးတဲ့အတွေးတွေနဲ့မတွေးတဲ့အတွေးတွေကိုတွန်းလှန်ဖယ်ရှားပစ်ပြီးဘုရားရဲ့အဆုံးအမအတိုင်းတွေးတဲ့နာမတွေးတဲ့နာဒီနှစ်ခုကွဲကွဲပြားပြားသိပြီးမတွေးတဲ့နာတွေကိုဖယ်ရှားလို့တွေးတဲ့နာတွေကိုတွေးခြင်းအဖြစ်မိမိတို့ရဲ့တဏ္ဍာမှာဒီစိတ်နှလုံးရဲ့အေးချမ်းမှုတွေကိုရရှိနိုင်ကြမှာဖြစ်တယ်လို့ကိုယ်စီယုံကြည်ပြီးဘုရားရဲ့အဆုံးအမတိုင်းလိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်း